မြန်မာနိုင်ငံရဲ့အထူးရွေးကောက်ပွဲနဲ့ဆက်တင်ပြီးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်နေတဲ့အပြင် ဟုတ်တယ်မှတ်တယ် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်နေတဲ့အပြင် 这个给欧江明把那啥子个了。 ဟိုမြင်ရတဲ့မြင်ကွင်းကနှစ်ပေါင်းများစွာရင်းနှီးနေတဲ့လူတွေမျိုးသူတို့ဟိုမနေ့တနေ့ကစခင်းတဲ့လူမျိုးမဟုတ်နဲ့နှစ်ပေါင်းများစွာရင်းနှီးနေတဲ့လူတွေမျိုးတွေ့ရ ကျွန်တော်9မိတ်ဆွေနိုဝင်ဘာ29ရက်နေ့မနေ့ကအင်းစိန်အချင်းတော်ကပြန်လွတ်လာပါပြီခင်ဗျာ ကဲလို့ကျွန်တော်ဒီကနေ့နိုဝင်ဘာလ29ရက်နေ့နေ့လယ်ပိုင်းလေးတစ်ဖြတ်ထပ်ပြီးတော့တက်လာပြန်ပြီးတော့နော်မနေ့အစောပိုင်းစပြီးတော့အခုနေ့လယ်ပိုင်း7:00နာရီခွဲ7:00နာရီထိအောင်နောက်ဆုံးသိရတဲ့သတင်းတွေရဲ့နောက်မှာတော့ဗီဒီယိုဖိုင်လေး3-4ပုတ်တဲ့မနေ့ကိုလည်းပြန်ပြီးတော့ကြည်သွားဖို့ရှိပါတယ်အဲ့တော့ဒီကနေ့နေ့လယ်ပိုင်းကတော့သတင်းတွေကတော့တိတ်ပြီးတော့ထွေထူးမရှိဘူးဘာကြောင့်လဲဆိုတော့မနေ့အစောပိုင်းကဗီဒီယိုဖိုင်ထဲမှာသတင်းတွေတီးတန့်ကိုပဲဦးစားပေးတော်များကျွန်တော်ဖတ်ပြထားပါတယ်အများကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲတွေမှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့ချင်းမြန်တပ်မှဌာနချုပ်ကတန်ရင်မှုအဆင့်ရှိတဲ့ကောင်တွေအပါအဝင်စစ်ခွေးတွေအများပြားတေဆုံးသွားခဲ့တဲ့သတင်းတွေခင်ဦးနယ်ဘက်မှာစစ်ကြောင်းလိုက်ပြုတ်ပြီးတော့စစ်ခွေးတွေအယောက်ပေါင်း350တွေမနေ့တေဆုံးသွားခဲ့တဲ့စစ်ခွေးမသားအလောင်းတွေပုတ်ပွားနေတာတွေကိုဒေါ်လာရေးတပ်ဖွဲ့ဝင်တွေကအနံစိုးတွေမခိုင်နေကြရတဲ့မီးရှို့တကြိုပြီးတော့နေမြေတွေရှင်းလင်းခဲ့ရတဲ့သတင်းတွေတော်များသတင်းကောင်းတွေမကြည့်ရသေးတဲ့မောင်နှမတွေမနေ့အစောပိုင်းကဗီဒီယိုဖိုင်မှာတွားရောက်ပြီးတော့ကြည့်လို့ရပါတယ်ကဲတော့အခုနေ့လယ်ပိုင်းဘယ်သတင်းနဲ့စပြီးတော့ပြောမလဲဆိုရင်စစ်ခွေးတပ်အခုပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်တဲ့သတင်းတွေပဲစလိုက်အောင်ပါအဲ့ဒါတော့အခုနေ့လယ်ပိုင်းခေတ်သစ်မီဒီယာဖော်ပြချက်အရဆိုရင်အဲဒီရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာစစ်ခွေးတပ်ရဲ့ဖိအားပေးမှုတွေနဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူများအတင်းအဓမ္မကိုကြိုတင်မဲတွေပေးခိုင်းတယ်လို့သိရပါတယ်အပြည့်အစုံကတော့အခုလနိုဝင်ဘာလ18ရက်နေ့ကနေနိုဝင်ဘာလ20ရက်နေ့အတွင်းမှာတင်နန်းဆန်မြို့နယ်အတွင်းမှာရှိတဲ့ရက်ကွက်ကြီးရွာအုပ်စုများမှရက်ကွက်ကြီးရွာရွေးကောက်ပွဲကော်မရှင်9ခုမှာတက္ကသိုလ်ကျောင်းသားကျောင်းသူစုစုပေါင်း89ဦးကိုဖိအားတွေပေးပြီးတော့ကြိုတင်မဲတွေပေးခိုင်းတဲ့ကြောင်းဘလို့ဒီပဲလွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲတွေကျင်းပပါမယ်ဆိုပြီးတော့မျက်နှာပြောင်ပြောင်နဲ့ပဲပြောပြောသူတို့တွေရဲ့ဒီလိုမျိုးအတင်းကျပ်တွေမဲပေးပြီးမှဖိအားပေးခိုင်းတဲ့လုပ်ရက်တွေကဘလို့နီးနဲ့မှဒီမိုကရေစီမကြတာအတူအယောင်ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကိုမိမောင်ထိုးပြနေပါတယ်ဆိုပြီးတော့ရှမ်းလူခွေရေးမန်နိုင်မှတာဝန်ရှိသူတွေကလည်းပြောပြထားပါတယ်ဒီကနေ့လဲနောက်မှာအဲ့ဒီအတူအယောင်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့တက်တွင်းမိသားစုတွေကိုယ်တိုင်ပြောပြထားခဲ့တဲ့ရုပ်တံဗီဒီယိုပိုင်း9မိနစ်စာလောက်ကိုလည်းကြည်သွားဖို့ရှိပါတယ်ကဲတော့တလက်စာတဲ့မွန်ပြည်နယ်ဘက်မှာလည်းအလားတူပဲရွေးကောက်ပွဲမဲပေးဖို့ကိုပြည်သူတွေစိတ်ဝင်စားတဲ့အတွက်ကြောင့်အခုတိန်စင်းတိန်တက်ကိုလိုက်လံပြီးတော့ဖိအားတွေပေးနေတယ်လို့သိရှိရတယ်အပြည့်စုံကတော့စစ်ကော်မရှင်ကအထွေထွေအတူယုံရွေးကောက်ပွဲတွေဒုတိယအကြိမ်မဲဆင်းတွေကတ်ထားမှုကိုမနေ့ကလည်းပြောပြသွားတယ်မန္တလေးတိုင်းဘက်မှာလည်းမန္တလေးမှာရှိတဲ့ပြည်သူတွေဟာပရမကြီးမှာလည်းစိတ်ဝင်စားလို့လာရောက်ကြည့်ရှုသူအတော်လေးကိုနေပါခဲ့တယ်အခုဒုတိယအကြိမ်မှာလည်းကြည့်ရှုသူတွေတရားဥမှကိုမရှိတဲ့ပြောကြောင်းအခုလည်းဒီဒုတိယအကြိမ်မွန်ပြည်နယ်ဘက်မှာမဲဆင်းတွေကတ်ထားမှုကိုနိုဝင်ဘာလ21ရက်နေ့ကနေဒီဇင်ဘာလ4ရက်နေ့ထိ14ရက်အကြာကြီးညာထားပေမဲ့လည်းမွန်ပြည်နယ်မှာရှိတဲ့ပြည်သူတွေဟာလာရောက်ကြည့်ရှုသူမရှိတဲ့လောက်ကိုအတော်လေးကိုနေပါနေတာပါတဲ့မဲဆင်းကိုစိတ်ဝင်စားလာကြည့်လို့မရှိဘူးဗျာတဲ့အခုကအဖွဲစုံလာပြီးတော့အိမ်နိုင်ရောက်လာပြီးတော့တိုက်စစ်ပေးနေတယ်မဲဆင်းပါလားမပါလားတိုက်စစ်ပေးတယ်ပါတယ်ဆိုရင်တော့ကိုယ့်ရဲ့နာမည်မဲဆင်းထဲမှာပါတယ်ဆိုရင်တော့ပြီးရောပေါ့မပါဘူးဆိုရင်တော့ကာယကံရှင်တွေကထက်မလားပေါ့ဒါထက်မလားဆိုတာဒီကောင်တွေဘက်ကချင်းချောက်ပြီးတော့ပြောတဲ့စကားတွေပါပဲနောက်မှလည်းပြည်သူစစ်တွေကလက်နက်ကင်ပြီးတော့ပါလာတော့ပြည်သူတွေကလည်းကြောက်ကြတော့ထက်မယ်လို့ပဲပြောရရတယ်ဆိုပြီးတော့ဒေသခံတို့ကလည်းပြောပြထားပါတယ်ကြံခဲ့တဲ့လာပိုင်းချတွေကကျွန်တော်တို့တိုက်တွန်းပါတယ်တကယ်လို့မဲသွားမထဲလို့နေလို့ရတယ်ဆိုရင်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲမှာမဲမထည့်ခြင်းအဖြစ်ကူညီပေးကြပါလို့ကျွန်တော်တို့ကတော့တိုက်တွန်းနေဒါပေမဲ့အဝေးကနေပြည်ပကနေလိုင်းပေါ်ကနေမြောက်ထိုးပင်းကိုလွတ်ပြီးတော့ကျွန်တော်တို့အာချောင်းတွေကမှုတ်ပါဘူးအတင်းလဲမတိုက်တွန်းဒီလိုမျိုးကိစ္စတွေအတင်းကျပ်ရက်ွက်တာကျွန်တော်တို့ထွေဦးတွေအုပ်ကြီးတွေရွေးကောက်ပွဲကော်မရှင်အကောင်တွေပြည်သူစစ်တွေစီခွေးတွေဝန်းရံပြီးတော့အိမ်နိုင်ရောက်လာရောက်ပြီးတော့ဖိအားပေးတော့လဲနီးရတာကိုကြောက်နေရတဲ့အတွက်ကြောင့်ပြည်သူတွေကတော့ထည့်ရမယ်ဆိုတော့တကယ်လို့ထည့်ရမယ်ဆိုရင်လည်းကျွန်တော်ကြံခဲ့တဲ့ကပြောတဲ့အတိုင်းပဲအဲ့ဒီကြက်ဖို့တကိုးပါရီတို့ပြီးနှလုံးတို့ပြီးသုံးလုံးတို့စစ်ခွေးတန်းနဲ့အကုန်လုံးကတော့ပလင်းတို့ဘူးစုတွေပါပဲဒါပေမဲ့အဲ့ဒီပါတီအကြီးတွေမထည့်ဘဲနဲ့အသေးလေးသာရွေးတာထည့်ကြပါလို့ပဲကျွန်တော်ပြောချင်တယ်ကျွန်တော်တို့အတင်းမတိုက်တွန်းတော့ဒီလိုမျိုးကိစ္စတွေဖြစ်လာလိမ့်မယ်ဆိုတော့ငကိုတွေကလည်းထင်ပြီးသားအဲ့တော့တလက်စာတဲ့ MFP ဒီကနေ့မနေ့ဖော်ပြလာတဲ့သတင်းပို့ဆိုရင်သတင်းကတော်တော်လေးရှိတယ်
အပြည့်စုံကတော့ကျွန်တော်ဘေးနားမှာခြာပေးထားတဲ့ MFA သတင်းဌာနမှာတွားရောက်ပြီးတော့နားထောင်လို့ရတယ်တခြားမဟုတ်ဘူးရွေးကောက်ပွဲလုံးမြန်မာနိုင်ငံအထက်ပိုင်းမန္တလေးတိုင်းဒေသကြီးကိုကြိုးကန်ခြေလည်မဲ့ထိပ်ပိုင်း6ဦးဆိုတဲ့ခေါင်းစည်းနဲ့ပါပဲတခြားသူတွေမဟုတ်ဘူးအဲ့ဒီကောင်တွေကအောင်လင်းသွေးပါမယ်မြာထုံးပါမယ်မြာထုံးဆိုတာအခုလောလောဆယ်မှာပြည်ဦးနေရာနေဝင်ရောက်ရှင်ပြိုင်တဲ့ကြမ်းဖို့ပါတွေကကိုယ်စားလှယ်လောင်းအောင်လင်းထွေးမြာထုံးဒေသကျော်ကျော်မိုးတဲ့အောင်ကျော်မိုးတို့ဖြစ်ပါတယ်တဲ့အဲ့ဒီထက်က3ဦးကတော့ဥရောပသမဂ္ဂနဲ့နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူနေတွေကိုခံထားပြီးတော့နောက်တူကတော့မဖြေရှင်းနိုင်သေးတဲ့အာဂရိမှုတစ်ခုမှနှုတ်ပိတ်နေသူလက်ရှိဝန်ကြီးချုပ်ဦးမြင့်အောင်တို့ဖြစ်ပါတယ်ဆိုတော့က၎င်းတို့ထိပ်ပိုင်း6ဦးကတော့အခုအတူရောင်ရွေးကောက်ပွဲအလွန်မှာမန္တလေးတိုင်းဒေသကြီးကိုကြိုးကန်ချဲလည်မဲ့အကြမ်းဖက်စစ်ဖို့တက်ကနေယူနီဖောင်းပြောင်းလာပြီးတော့ကြမ်းဖို့တခိုးပါနေရတွေဝင်ရောက်ရှင်ပြန်ပြီးတော့မန္တလေးတိုင်းဒေသကြီးကိုကြိုးကန်ချဲလည်မဲ့ထိပ်ပိုင်း6ဦးဆိုတော့မန္တလေးမှာရှိတဲ့ခရိုနီတတိုင်းနဲ့တရုတ်တထေးတွေကတော့ဒါသူတို့အတွက်ကတော့အကြိုက်ပေါ့တရင်ကောင်းပေါ့စစ်ခွေးတက်နေရလဲငကိုတွေကလည်းပေါင်းစားခိုးစားနေကြတယ်ဆိုတော့ကအခုလဲစစ်ခွေးတက်ကနေယူနီဖောင်းချုပ်ပြီးတော့ပြောင်းလာတဲ့ကြမ်းဖို့တခိုးပါနေရတွေဝင်ရောက်ရှင်ပြန်မဲ့ဒီစစ်ဖို့အနေစားအရာရှိတွေပဲပြန်လဲပြီးတော့အထက်မြန်မာပြည်မန္တလေးတိုင်းကိုဒါကျိုးကန်ချဲလည်မဲ့6ဦးဆိုတော့ကဒီလိုမျိုးခရိုနီနဲ့တရုတ်တထေးနဲ့ဝိသမလောဘသားတွေကတော့ဒီကောင်တွေတို့ကတော့သတင်းကောင်းတွေဖြစ်လိမ့်မယ်ဆိုတော့ကအခုအတူရောင်ရွေးကောက်ပွဲစတော့မစသေးဘူးမြာထုံးလို့ကောင်မျိုးတွေအဲ့ဒီမှာဝင်ရောက်ရှင်ပြိုင်မဲ့ကြမ်းဖို့ကိုယ်စားလှယ်လောင်းတွေအခုတွေကခရိုနီတိုက်တွေကဖားရပြီးတော့နောက်ွယ်ရနေပံပိုးပေးမှုတွေဟာဆိုရှယ်မီဒီယာမှာလည်းအသိသာမြင်တွေ့နေရတယ်ဆိုတော့တလက်စားတဲ့ဒီသတင်းကတော့ဒါတနေ့ရတွေကတက်လာတာပါတခြားမဟုတ်ဘူးဒီကြာရင်စိတ်ကြီးကရက်ွက်ရုံးနေမှာကြိုတင်မဲယုံတွေဖွင့်ပြီးတော့ပြူစောထီးတွေကိုဝရင်တုံးနဲ့လုံယုံကြီးတွေခြာထားတယ်ဆိုပြီးတော့တောတော်အဖန်ကတော့ဖော်ပြလာပါတယ်အပြည့်စုံကတော့ကြာရင်စိတ်ကြီးမျိုးမှာအာနာသိန်းစစ်ခွေးဦးဆိုရဲ့တရားဝင်တဲ့ရွေးကောက်ပွဲအတွက်ကိုကြိုတင်မဲပေးနိုင်ဖို့ရက်ွက်ရုံးတွေမှာမဲယုံတွေဖွင့်ပြီးတော့ပြူစောထီးတွေကိုဝရင်တုံးနဲ့လုံယုံကြီးတွေခြာထားတယ်ဆိုပြီးတော့ဒေသခံတွေကလည်းပြောပြထားပါတယ်ဆိုပါဖွင့်နေထားတဲ့ရက်ွက်မဲယုံတွေမှာစေအုပ်စုရဲ့စရေးတူပြူခွေး2ဦးရဲ2ဦးနဲ့အုပ်ချုပ်ရေး2ဦးတို့ကိုပုံမှန်လုံယုံကြီးတွေခြာထားပါတယ်ပြူစောထီးတွေကိုတော့ဝရင်ပိုင်းတစ်ချောင်းစီကိုပေးထားတယ်ပြူတွေကလည်းကြိုတင်မဲမပေးမီကတည်းကစစ်ခွေးတွေနဲ့ထွေဦးရုံးတော်မှာစုပေါင်းရုံးမှာအလှည့်ကျကိုကင်းဆောင်ပေးနေရတာကြာပြီလို့သိရပြောချင်တာကတော့တောတော်ဘက်မှာဒါကျွန်တော်တို့ကြိုတင်မဲယုံတွေပါဖွင့်နေပြီးတော့လုံယုံကြီးအနေနဲ့ပြူစောထီးပြူခွေးတွေကိုဝရင်တုပ်တွေပါပေးပြီးတော့လုံယုံကြီးခြာထားတယ်ဆိုတော့ကပြောချင်တာကတော့အဲ့ဒီမှာပြည်သူတွေမဲလာမထည့်ဘဲနဲ့မဲထည့်တဲ့အချိန်မှာလည်းကြမ်းဖို့ပါတွေကိုမထည့်နောက်ကနေဝရင်တုံးနဲ့ပါအရိုက်ခံဖို့ခင်းနေရှိပါတယ်ကဲတော့နောက်ထပ်ကျွန်တော်သတင်းပို့ဆိုရင်ဒါအရန်ကြီးတော့အရေးမကြီးပါဘူးဒါပေမဲ့လည်း line ပေါ်မှာသတင်းတွေပဲတက်လာလို့ပါတခြားမဟုတ်ဘူးဟိုပေါက်လို့ပဲသားစောက်ဘိုးကားတွေရိုက်တဲ့ဟိုစစ်ခွေးတက်ကဘောကိုမှားပြီးတော့ပိုင်ယာဆိုင်နဲ့ပေါင်းပြီးတော့ကြီးမြင့်တဲ့လူမိုက်တွေခေါ်ပြီးတော့ရုပ်ရှင်စကားတွေကိုထည့်ရိုက်တဲ့ဘောမှကျွန်တော်တို့ယုံလေးเนาะဒီကောင်ရိုက်တဲ့စကားဘာစကားလဲမျိုးပြတွေကလမ်းမဆိုတဲ့အဲ့ဒီရုပ်ရှင်စကားဟာဒီကနေ့မနေ့ပဲသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာယုံလေးကိုယ်တိုင်ကဘလို့ရေးသားထားလဲဆိုရင်မုန်းတဲ့သူတွေတိုက်ခဲ့တဲ့သူတွေရှိနိုင်ပါတယ်တဲ့အမှုပညာလောကကနေအနားယူဖို့များသောပါပဲတဲ့စောက်ကြီးစောက်ကျယ်တွေပြောတာအခုတင်တဲ့မျိုးပြတွေကလမ်းမဆိုတဲ့စကားကျွန်တော်အများကြီးကိုစူးစမ်းထားပါတယ်3600လောက်ကုန်ပါတယ်ပြင်ဆင်လိုက်ရိုက်ကူးချိန်တနေ့ခွဲကြပါတယ်ဒီနေ့ပဲစပြီးတော့တင်တယ်ကြည်ပြီးတဲ့သူတွေကတော့ quality ကိုသိပါတယ်ဒီတစ်နေ့လုံးမှာဝင်ငွေအနည်းဆုံးစကားပြည့်စံချိန်ဝင်သွားပါပြီတဲ့ရုပ်ရှင်ယုံဒီမှာလည်းအဲ့ဒီစောက်ဘောကားကိုလာရောက်ကြည့်မဲ့လို့မရှိလို့ယုံနေပါပိတ်လိုက်ရတယ်ဆိုပြီးတော့ယုံလေးကိုယ်တိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ post တင်ပြီးတိတ်မကြမီပါပဲအဲ့ဒီ post ကလည်းအကုန်လုံးပြန့်နှံ့သွားပြီးတဲ့နောက်မှာသူကိုယ်တိုင်ပြန်ပြီးတော့ဖျက်ချသွားတယ်ဘေးနားမှာဘလို့တွေပဲဖျက်ချ screen shot ကိုကျွန်တော်ချပေးထားပါတယ်ခွေးမာသားပြောချင်တာဒီဘက်ကတော်လန်ပြည်သူတွေအကုန်လုံးဝိုင်းပြီးတော့သူ့ရဲ့စကားကိုဘိုင်းကော့လုံးမှုကြောင့်သူဘလို့တွေပဲစူးစမ်းတာ3600အကုန်ခံပြီးတော့စူးစမ်းရတဲ့အဲ့ဒီစောက်ဘောကားကိုကြည့်မဲ့လို့မရှိတဲ့အတွက်ကြောင့်ရုပ်ရှင်ယုံတွေပါပေးလိုက်ရပြီးတော့ဒီနေ့တနေ့လုံးစာအတွက်ဝင်ငွေအနည်းဆုံးဇကားပြည်စံချိန်ချိုးသွားတယ်ဆိုတော့ကစောက်ကြီးစောက်ချေတွေပြောမိနေကျွန်တော်တို့ဘက်ကဘွိုင်းကောက်လောက်တာလဲအနည်းနဲ့များတော့ပိုင်းပါနေမင်းကငကိုတွေကစောက်ဘောက quality မီဖို့ဆိုတာဝေလာဝေးဒီပြူမှာပဲစစ်ခွေးတက်ရဲ့အခုအဓိကလက်ကင်လို့ဖြစ်တဲ့ရန်ကုန်ကကျွန်တော်တို့ကြီးမြင့်တဲ့လူမိုက်ဝင်းထုံးဝင်းတို့အဖွဲ့တွေပေါက်လို့ပဲသားကောင်တွေပါခေါ်ပြီးတော့ရိုက်တာကိုဒါကိုကျွန်တော်တို့3600အကျော်ခံပြီးတော့ကျွန်တော်ရိုက်ထားတာကိုကြည့်မဲ့လူမရှိတဲ့အတွက်ကြောင့်ယုံတွေပါပိတ်လိုက်ရတယ်ဆိုတော့ကအမှန်တကယ်ယုံပါပိတ်ကမို့ယုံပါမီတင်ရှုပ်ပလိုက်ရမှာကဲတော့ဒါလေးကတော့လမ်းကြုံလို့ကျွန်တော်ဖတ်ပြတာပါဘောမဂျုံလေးရဲ့ငိုချင်းလေးတစ်ဖြတ်ဆိုတော့ကဲတော့ဒီစောက်ဘိုးကားတွေရိတ်တဲ့ကောင်တွေကျွန်တော်ဆက်ပြောနေတယ်ပြီးမှမဟုတ်တော့ဒီနေ့ကအဲ့တော့နောက်မှာ
ရင်ဆုံးဒါစပြီးတော့ကြည့်ရမှာကျွန်တော်မောင်နှမတွေအတွက်လည်းနည်းလေးတော့အကုသိုလ်တွေတော့များလိမ့်မယ်တူပါတယ်မမြင်ချင်းမကြည့်ချင်းတဲ့ကြက်တီတုံးတဲ့မျက်ခွက်နဲ့လူသက်သမားလူစင်မမီကြားဖြန့်ဂိုင်းကောင်းဆောင်မွေးရတာဂိုင်းကောင်းဆောင်ဝရမ်းကြီးမင်းအောင်လိုက်ဟာမနေ့ကသူပထွေးအာနာယူနိုင်ငံအာနာယူသမ္မတဘယ်လာဦးသမ္မတလာတဲ့ချိန်မှာဘလို့တွေပေါလို့ပဲသားပြောသွားတဲ့စက္ကန့်30စာဗီဒီယိုဖိုင်ရဲ့နောက်မှာကျွန်တော်တို့ပြောင်းလင်းပြောင်းသားတွေထွတ်ထွက်ပြီးတော့ပြောတဲ့ဇော်မဲလုံးကြားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီကြားဖြန့်လုံသားနိုင်ငံကြားသားတွေကိုသူတို့ဘက်ကတင်ကျွေးထားတာသိန်းပေါင်း1000နဲ့3000ကုန်သွားပါတယ်ဆိုပြီးတော့ကြားဖြန့်ကောင်းဆောင်ဇော်မဲလုံးကလည်းတွက်ချက်ရှင်းလင်းပြထားတဲ့ဗီဒီယိုပိုင်းနှစ်ပုတ်ကိုတစ်ဆက်တည်းဆက်ပြီးတော့ကြည့်လိုက်အောင်ဒါမဲ့ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ်မြန်မာနိုင်ငံရဲ့အထူးရွေးကောက်ပွဲနဲ့ဆက်ထင်းပြီးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်နေတဲ့အပြင်ဟုတ်တယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်နေတဲ့အပြင်这个给欧江面包搬上啥子个了？ ပြီးခဲ့တဲ့25ရက်နေ့ကအမေရိကန်နိုင်ငံအမိမြေလုံခြုံရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့တဲ့ယာယီခိုလုံခွေရုပ်သိမ်းတဲ့မြန်မာနိုင်ငံသား4000ခန်းကိုလည်းလက်ခံဆောင်ရွက်နေရေးစီစဉ်ဆောင်ရွက်လည်းရှိပါတယ်မြန်မာနိုင်ငံသားတွေကိုလည်းဒီမိုကရေစီရေးမှာငြင်းချမ်းစွာလက်တွဲဆောင်ရွက်နေဖို့မြန်မာနိုင်ငံကိုပြန်လာဖို့ကြိုးဆိုကြောင်းလည်းပြောလိုပါတယ်ဝင်းမာပါဟုတ်တယ်ပေါက်လို့ပြောတာတွေပြောရတာဒီနိုင်ငံသားတွေကိုသူတို့နိုင်ငံရဲ့အစိုးရတွေကလာမခေါ်မချင်းသူတို့ကိုကျွန်တော်တို့ကထိမ့်သိမ်းတောင်းခံစောင့်ရှောက်ထားရတာလည်းဖြစ်ပါတယ်စားစရိတ်အတွက်မှာတင်တနေ့ကို3နတ်စာအတွက်တဦးကို1000ခွဲကျပ်နှုန်းနဲ့အနည်းဆုံးကုန်ကြပြီး2024ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကနေ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့အထိနိုင်ငံတော်အစိုးရအနေနဲ့ငွေကျပ်သိန်း13000ကျော်သုံးစွဲကုန်ကြခဲ့ပါတယ်ဒါကတော့ကျွန်တော်တို့ကြားဖြန့်အဖွဲ့ကောင်းဆောင်ပြောင်းလဲပြောင်းသားတွေထွတ်ထွက်ပြောတဲ့ကြက်တီတုံးနဲ့မျက်ခွက်နဲ့ဇော်မဲလုံးကတော့သူတို့ကြားဖြန့်ကိစ္စတွေမှာသူတို့ကိုယ်တိုင်ခိုင်းစီတာတွေကြားဖြန့်လုံသားတွေကိုတင်ကျွေးထားတဲ့ဈေးကသိန်းပေါင်း1000နဲ့3000ကုန်သွားပါတယ်ဆိုပြီးတော့မနေ့ကတော့ line ဘုတ်တဲ့ငွေချင်းချသွားတယ်ဆိုတော့ကကြားဖြန့်လုပ်ငန်းတွေကနေတနေ့တနေ့မင်းတို့ရရှိတဲ့ငွေဟာဒေါ်လာတန်းချီနေအောင်ဒါလေးကိုမင်းတို့ဒါနိုင်ငံတကာဟန်ပြလို့ဖို့တင်ကျွေးထားတဲ့ကိစ္စသိန်းပေါင်း1000နဲ့3000လေးကုန်သွားတာကိုပြီးတော့ကြားဖြန့်အဖွဲ့ကောင်းဆောင်ဇော်မဲလုံးကရှင်းပြသွားတယ်ဆိုတော့ကရှေ့ကလူစင်မမီတဲ့ကြားဖြန့်ဂိုင်းကြိုးကြီးလူသက်သမားမင်းအောင်လာရတော့သူပထွေးအာနာယူနိုင်ငံတနေ့ရလားမနေ့ရလားမသိဘူးဘယ်လာလူသမ္မတနဲ့တွေ့နေတဲ့အချိန်မှာသူကဒါမျက်နှာဝင်လုပ်ပြီးတော့ပြောသွားတာအမေရိကန်နိုင်ငံ TPS နဲ့ပြန်လဲရုပ်သိမ်းခံရတဲ့မြန်မာနိုင်ငံသားအယောက်ပေါင်း4000ခန့်ကိုကျွန်တော်တို့ရဲ့ဗာပြောသွားတာဒီမိုကရေစီနဲ့အညီကျင်းပတဲ့တရားမျှတတဲ့ရွေးကောက်ပွဲတွေကိုမဲပေးဖို့ကျွန်တော်တို့ကလက်ခံပါတယ်ဆိုတော့ကကျွန်တော်စဲနေဒီရဲ့ထက်မိုင်းရိုင်းပါစီလို့ဗီဒီယိုဖိုင်ထဲမှာဦးမိုးတို့နဲ့တခြားဗီဒီယိုဖိုင်လေးတွေကျွန်တော်အစားထိုးပြီးတော့ထည့်ပေးရတာပဲခမည်းမင်းအောင်လိုင်းဘလောက်ထိမဟာရယာဘောမလေးဆိုအဲ့ဒီအာနာယူသမ္မတဘယ်လာလူကသမ္မတလာတဲ့ဟာကိုအထိမ့်မှတ်အနေနဲ့နေပြည်တော်မှာရှိတဲ့လမ်းနယ်မယ်တော်မှာပဲဘယ်လာလူနိုင်ငံရဲ့လမ်းနယ်မယ်လားမြို့နယ်မယ်လားမသိဘူး Mins Land ဆိုပြီးတော့ Mins Road ဆိုပြီးတော့မနေ့ကမှလမ်းဖွင့်ပွဲတွေဘာတွေလုပ်လိုက်သေးတယ်ဒီအပြင်ဘာလို့လဲမှတ်လို့လဲအဲ့ဒီဘယ်လာဦးသမ္မတလာတာ48နာရီပဲရှိတယ်အဲ့ဒီအတွင်းမှာတင်စာချုပ်16ခုတောင်ချုပ်ဆိုသွားတယ်ဆိုတော့ခမည်းအဲ့ဒီစာချုပ်16ခုဆိုတော့ဟိုအာနာယူနိုင်ငံကသူ့အတွက်အကျိုးမရှိဘဲနဲ့မချုပ်တော့ဒါကျွန်တော်တို့မရောက်နိုင်လို့စစ်ခိုးဆိုတော့ကောင်းကောင်းကိုစစ်ဆုပ်ပြီးတော့ခြာသွားတဲ့စာချုပ်16ခုဆိုတော့ငကိုတွေကလည်းစစ်ခိုးစုကိုခမည်းစစ်လက်နဲ့ PC တွေကျင်းထည့်ပြီးတော့ရောင်းနေကြတာပါလေကဲတော့ဟိုမှာအဲ့ဒီအတူရောင်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့ပဲတက်တွင်းတွေကနေစီရီယံအစောဆုံးလှုပ်လာတဲ့တက်တွင်းမိသားစုတွေသူတို့ဘာတွေပြောထားလဲစစ်ခိုးတွေကသူတို့တက်တွင်းထဲမှာတော့မှပဲဘလောက်ထိကြံခဲ့တဲ့2020ရွေးကောက်ပွဲတွေမှာဘလို့တွေမဲခိုးမဲလိမ်လဲဆိုတာကိုကာယကံရှင်အမားတယောက်ပြောပြထားပါတယ်9မိနစ်စာလောက်ရှိပါတယ်မင်းတို့ဟိုဘက်ရက်ကွက်က6800စာဖင်ပိန်းညင်းရင်တဲ့ကောင်တွေလည်းတလက်စာတဲ့ဝင်ကြည့်သွားဆိုတော့ကဆက်ပြီးတော့ကြည့်လိုက်ရအောင်မမေကအဖြစ်ပြက်ကတော့အခုအဲ့လမ်းလျှောက်ပြီးတော့သွားရတယ်နေပူထဲမှာအဝေးကြီးပဲအဲ့ဟိုကမှသွားရတာပြစ်ကူပေးတက်ထဲမှာပဲမဲယုံဆောက်ထားတာတရင်ကနေပြီးတော့တက်ခွဲကနေပြီးတော့အဲ့ပြစ်ကူပေးတက်ထဲကိုသွားရတယ်ပြစ်ကူပေးတက်ထဲမှာမဲယုံကြီးဆောက်ထားတယ်အဲ့ဒီမဲယုံထဲမှာမဲပေးဖို့ဒီစစ်သားတွေပဲစစ်သားဇနီးတွေအကုန်လုံးအဲ့ဒီထဲမှာပဲမဲပေးရတယ်တန်းစီပြီးတော့မနက်6နာရီလောက်ထဲကသွားခိုင်းတာဟိုအိမ်ကိုပြန်ရောက်တော့နေ့လယ်2နာရီမှပြန်ရောက်တာဘိုက်တွေစားစောချွေးတွေကပြန်ဟိုတန်းစီပြီးတော့ဒီတက်ရင်လိုက်မဲပေးရလေတက်ရင်လိုက်ဟိုအဲ့ဒီတရက်ချောင်းတဝက်တရက်ချောင်းမှာတက်တွေကြီးပဲစစ်တက်တွေကြီးပဲအဲ့ဒီတက်ရင်လိုက်ဆိုတက်ပေါင်းမနေဘူးပဲလေဒီစခါရှစ်ဆိုလို့ရှိရင်ဒီအတက်မဆိုလို့ရှိရင်အများကြီးပဲရဲမေတွေပေးရတာအဲ့လိုမျိုးအဲ့ဒီတက်အလိုက်မဲပေးရတာ
နေပူထဲမှာသွားပြီးတော့မဲပေးရတယ်မနက်6နာရီကနေခေါ်သွားတာရက်ဆက်တာနော်ချိုရည်တပူးလည်းမတိုက်ဘူးရေတစ်ခွက်လည်းမတိုက်ဘူးရဲမေတို့တန်းစီခိုင်းတာအလှည့်ရောက်ပြီးဆိုအဲ့နေပူထဲမှာနော်အရိတ်ထဲမှာခိုနေလိုက်ပါအလှည့်ရောက်ခေါ်မယ်ဆိုတာတော့မရှိအဲ့နေပူထဲမှာမတက်ရက်ပြီးတန်းစီခိုင်းတာအရွှေကြီးပဲအတန်းကိုအဲ့လိုအဲ့ဒါခလေးတွေကလည်းငိုအဲ့ခလေးငိုတာခလေးကိုအပြင်မှာထွက်ပြီးနိုးတိုက်လို့လည်းမရအောင်အဲ့ဒီအတန်းတိုင်းကိုအဲ့ရက်နေရတာသူတို့အရာရှိတွေသူတို့တွေကြတော့နေရိတ်ထဲမှာနေလို့ရဲမေတွေကြတော့အဲ့နေပူထဲမှာမဲပေးရတာအတန်းကိုအရှိကြီးပဲဝင်ရတာတယောက်ပြီးဝင်အဲ့ဒါပြီးလို့ရှိရင်မဲပေးတဲ့အချိန်မှာချင်းချောက်မှုတွေရှိတယ်ချင်းချောက်မှုတွေကဘာလဲဆိုတော့မဲမပေးခင်မှာတရက်ရာဆယ်အရင်တို့ကြင့်မိတယ်အဲ့ရာဆယ်မှာတို့ကအခန်းမထဲမှာတို့ပြောတယ်မဲကိုမှားပြီးမထည့်ဖို့နောက်ပြီးလို့ရှိရင်ကြန့်ခိုင်ရေးကိုဘလို့မှတ်ထားရဖို့ဘလို့ဒီဇိုင်းနဲ့ဘလို့ခွထောင်းပေါ့အဲ့ဒီတစ်ခုပဲရှိတယ်ကြန့်ခိုင်ရေးပုံစံတစ်ခုပဲပေါ့နော်အဲ့ဒီဟာကိုမှတ်ထားနောက်ပြီးတော့အဲ့ဟိုဒီအနီတွေဘာတွေကိုမှားမနှိမ့်တဲ့အစိမ်းအောင်ကွက်ကိုနှိပ်ဖို့ဒါတွေကိုတို့ကတရက်အရင်လေးကျင့်ပြီးတယ်ရဲမေတွေကိုရဲမေတွေကြောင့်စာမတက်တဲ့ရဲမေတွေလည်းတော်တော်များများရှိတယ်နောက်ဒူတာတွေလည်းများတော့တို့ကတေချာကကနနာကိုအရင်ကိုတရက်ကိုလေးကျင့်ပေးတယ်နောက်ပြီးတော့မဲอ่ะဘာဖြစ်လို့မတမာမှုတွေဒီစစ်တပ်ထဲမှာရှိလဲဆိုတော့စစ်တီတွေကိုကြတော့သူတို့ကစစ်တီတွေကခွင့်သွားမယ်တချို့ကြတော့စစ်စင်ရေးထွက်မယ်တချို့ကြတော့ခွင့်ပြန်မယ်စစ်စင်ရေးထွက်တဲ့ရဲဘော်တွေကိုကြတော့ကြိုတင်မဲဆိုပြီးတော့သူတို့ကကြိုတင်မဲအရင်ထည့်ခိုင်းတယ်စစ်တီတက်ခွဲမှာအင်အား160ရှိရဆိုရင်အဲ့ဒီ160စာကိုကြိုတင်မဲအရင်ထည့်ရတယ်အဲ့ဒီကြိုတင်မဲပြီးလို့ရှိရင်စစ်တီတွေကရှေ့တန်းထွက်ရတာအယောက်20 30ပဲရှိတယ်အဲ့ဒါပြီးအဲ့ဒီ160အဲ့ဒီ130လောက်ကျန်တဲ့စစ်တီတွေကထပ်ပြီးတော့မဲတစ်ခါကိုယ်တိုင်မဲထပ်ထည့်ရသေးတယ်ကိုစားပြီးတော့ကိုယ်တိုင်ထပ်ထည့်ရတာအဲ့ဒါပြီးတော့ညီမတို့တွေမှတ်ပုံတင်မရှိဘူးမှတ်ပုံတင်မရှိတဲ့ရဲမေတွေရောစစ်တီတွေရောမဲထည့်ခဲ့ရတာဒါသူတို့လောက်ပိုင်ခွင့်ပေါ့သူတို့စစ်တပ်ထဲမှာအာဏာရှိတယ်အရာရာကိုသူတို့လုံနိုင်တယ်မှတ်ပုံတင်မလိုပဲနဲ့လည်းမဲထည့်လို့ရတဲ့ပုံစံမျိုးစစ်တပ်ထဲမှာရှိတယ်ဒါသူတို့ရဲ့နီးစနစ်ပဲညီမတို့အပြင်မှာအရက်သားတယောက်နေနဲ့မှတ်ပုံတင်အိမ်အောင်စုစီရမရှိမဲထဲလို့မရဘူးစစ်တပ်ထဲမှာမှတ်ပုံတင်မရှိလဲမဲထဲလို့ရတယ်နောက်ပြီးတော့ကိုစားတို့အဲ့လိုမျိုးရက်ကွက်အနေနဲ့တို့ကိုအောင်ဆိုလို့ရှိရင်ကိုအောင်အိမ်သူ့အိမ်မှာလဲသွားထည့်ခိုင်းတာကိုအောင်ဆိုသူ့အိမ်မှာလဲမဲသွားထည့်ခိုင်းတာကိုအောင်နာမည်နဲ့ကိုအောင်အဲ့ဒီမှာထည့်တဲ့အချိန်မှာလဲကိုအောင်တို့ကစစ်သားမျိုးရိုးဖြစ်တဲ့အတွက်နင်းမောင်ကစစ်သားဖြစ်တဲ့အတွက်သူ့အမျိုးတွေအကုန်လုံးကိုလည်းဒီကြက်ခိုင်ရေးပဲမဲထည့်ခိုင်းတာအရသားပြည်သူတွေကအစကိုမဲကိုလွတ်လပ်စွာပေးပိုင်ခွင့်မရှိဘူးချင်းချောက်မှုတွေကနင်းမောင်ကစစ်သားဖြစ်တဲ့အတွက်နင်တို့ကအကုန်လုံးကကြက်ခိုင်ရေးပဲမဲပေးရမှာမပေးဘူးဆိုရင်နင်းအမောင်ကိုငါတို့ကတခုခုလုံးမှာပေါ့နော်သူတို့အဲ့လိုမျိုးသူ့အမတွေကိုသွားချင်းချောက်တယ်သူ့အမတွေကကြောက်တတ်တယ်မောင်တခုခုဖြစ်မှာဆိုလို့သူတို့တမိသားစုလုံးကလည်းကြက်ခိုင်ရေးပဲမဲပေးခဲ့ရတယ်ညီမတို့ကြတော့ညီမမိသားစုတွေကြတော့ကလားဖြစ်တဲ့အတွက်ညီမတို့မိသားစုကတော့လုံးဝအလန်တီပဲထည့်တယ်ထည့်တဲ့အတွက်ကိုအဲ့ဒါကြတော့ဟိုအတော်တွေကိုသွားပြီးတော့အဖွားတွေကိုသွားပြီးတော့သူတို့5-6ရက်လောက်ရှိတယ်တက်ချက်ကြီးတွေပါတယ်နဲ့သွားပြီးတော့သွားပြောတယ်သွားဆဲဆိုတယ်အဲ့လိုမျိုးဖြစ်ရက်တွေလည်းညီမတို့ကြုံခဲ့ရတယ်တရင်မှမဲပြီးတော့လည်းဒီလိုပဲမိခိုတွေရှိရအခုညီမဆိုလို့ရှိရင်ပေါ့အကိုတွေပဲခေါ်ထားအတော်တွေအဖွားတွေပဲခေါ်ထားအဲ့လိုဆိုအဲ့ဒီမိခိုတွေပါမဲထည့်ခိုင်းတာအိမ်အောင်စုစီရင်ထဲမှာမပါဘူးဆိုရုံးကိုသွားပြီးအိမ်အောင်စုစီရင်ကိုချက်ချင်းကိုကောက်ထည့်တာချက်ချင်းကိုကောက်ထည့်ပြီးလို့ရှိရင်အဲ့ဒီ9ယောက်ရှိ9ယောက်ရှိအကုန်အဲ့ဒီမဲကိုထည့်ရတာသူတို့ဘလို့ပဲမဲကိုလိန်ပြီးထည့်အရေအတွက်တွေကိုဘလို့ပဲလှုပ်ပြီးတော့လှုပ်ဆက်ပဲလှုပ်အချိန်တန်တော့ရလက်ကအမှန်တရားဘက်ကပဲနိုင်သွားတာပဲအဲ့ဒါကိုမတရားလှုပ်ပြီးတော့မဲခိုးတာတို့မဲလိန်တာတို့အမှန်ကတော့ညီမတို့ကတော့စစ်သားဇနီးတယောက်အနေနဲ့ကတော့စစ်တပ်ထဲမှာကတော့အလိန်ညာတွေကြီးပဲမဲထဲခဲ့ရတာကဲတော့ကြားတဲ့အတိုင်းပဲမင်းတို့ဟိုဘက်ရက်ကွက်ကစစ်ဖို့တပ်ကိုထောက်ခံနေတဲ့အကောင်တွေ6800စားတွေအမျိုးဘာသာသာသနာဆိုပြီးတော့ဖိန်ကုန်းအောင်နေတဲ့ခွေးမာသားအမျိုးသားရေးတိုက်မင်းတို့ကြားတယ်နော်ငါတို့လုံးကျန်40ပြောတာတခုမှမပေါ့ဒါကာယကံရှင်တွေစီရီယံဝင်လာတဲ့တပ်တွင်းမိသားစုတွေသူတို့စစ်ဖို့တပ်ထဲမှာကြံခဲ့တဲ့ရွေးကောက်ပွဲရောအရေးကြီးရွေးကောက်ပွဲတွေရောဒီလိုနီးနေပဲမဲလိမဲခိုးတဲ့အပြုံမှပဲအပြင်မှာရှိတဲ့တပ်မိသားစုရဲ့တဆွေလုံးတစ်မျိုးလုံးပါကျန်းဖို့တခိုးပါတွေကိုပါထဲခိုင်းပြီးတော့မထဲခိုင်းစစ်ဖို့တဲ့ကောင်တွေကသွားရောက်ဆဲဆိုကျွန်တော်ဖိအားပေးချင်းချောက်တယ်ဆိုတော့ကဲတော့နောက်ဆုံးပိတ်တပုံးနေနေရတော့မင်းတို့အဲ့ဒီဟိုဘက်ရက်ကိုကအဲ့ဒီစစ်ဖို့တန်းနဲ့ကျန်းဖို့တခိုးပါတွေကိုထောက်ခံနေတဲ့အယိုးရင်ကိုက်နေရတဲ့သတင်းသမားအမိခံရတဲ့ lobby ကောင်တွေမင်းတို့ဘလို့တေချာမားတယ်ဆိုတာမတိသေးတဲ့ကောင်တွေရဲ့
လုတ်ပိုင်ခွင့်တွေများများဆဆရဖို့အယိုးရင်းလေးတွေခြာကျွေးပြီးတော့နေရာလုတ်ကွက်တွေများများဆဆရခြင်းဘောဘလို့မရတယ်ဆိုတာနောက်မှာမင်းတို့ရဲ့ဆရာကြီးကျော်မျိုးမင်းကတော့ကောင်းကောင်းကိုတင်ပြသွားတယ်တခြားမဟုတ်ဘူးဒီအာဏာယူနိုင်ငံသမရတယောက်လာတာကိုမသိပဲဒေါ်နယ်ထရန့်နဲ့နိုင်ငံတကာခေါင်းဆောင်တွေလာတဲ့ပုံစံမျိုးနဲ့အားတဲ့ကြံအရင်အစိုးရတွေလက်ထက်တုန်းကဘယ်လာရုနိုင်ငံသမရကြီးလာရုံထုံးစံမရှိပါဘူးလေဒီကာချုပ်ကြီးလက်ထက်ကြမှာပဲဘယ်လာရုနိုင်ငံသမရကြီးကိုယ်တိုင်လာရောက်ပြီးတော့ကာချုပ်ကြီးနဲ့ရလဲကူမတွေးတဲ့ပုံစံမျိုးတွေပို့ပဲနဲ့ဟိုတုန်းတွေကချစ်ခင်ကျွမ်းဝင်ခဲ့ကြတဲ့ဒါမိန်ဟောင်းဆွေအောင်ပုံစံမျိုးနဲ့ဆိုပြီးတော့ခွေးမာသားကြုံမျိုးမင်းဘလို့တွေမဟာရယဘုံမာထားတယ်ဆိုတာစောင့်မကတ်လို့ဆက်ပြီးတော့ကြီးလိုက်ရအောင်ဗျာပြောရင်တော့ဘယ်လိုသမရဆိုတာကဒီမြန်မာနိုင်ငံနဲ့ဘယ်လိုသမရဘယ်လိုနိုင်ငံရဲ့ဂျားမှာနိုင်ငံစစံရေးမှာပထမဆုံးအကြိမ်ဘယ်လိုသမရအဆင့်ပုဂ္ဂိုလ်ကဘုံမှုကြီးမင်းအောင်လိုင်းလက်ထက်မှာရောက်လာတာဖြစ်တယ်အဲ့တော့ဘယ်လိုပဲပြောဒီလိုပုဂ္ဂိုလ်ရောက်လာတာဖြစ်တဲ့အတွက်ဂုံယူရမယ်ဂုံပြူရမယ်ဆိုတဲ့အနေအထားမျိုးလိုဂုံပြူတာဖြစ်တယ်ပြောရင်တော့1994ကတည်းကဘယ်လိုနိုင်ငံသမရအဖြစ်နဲ့တာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်အခုဆိုရင်ခင်ဗျားတို့ကြည့်နှစ်ပေါင်း29နှစ်ရှိပြီ29နှစ်ရှိပြီပေါ့နော်ဆိုတော့အဲ့ဒါလောက်ရှိပြီဖြစ်တဲ့ပုဂ္ဂိုလ်တယောက်မြန်မာပြည်ကိုဘယ်လိုခေါ်မလဲနိုင်ငံကောင်းဆောင်တာဝန်ထမ်းဆောင်တာနှစ်ပေါင်း29နှစ်ပေါင်း30နီးပါးရှိပြီဖြစ်တဲ့ပုဂ္ဂိုလ်ကဒီမှာလာပြီးတော့တာဝန်ထမ်းဒီမှာလာပြီးတော့ဒီကိုလာပြီးတော့လဲပေးတာဒီမှာလာပြီးခီးစဉ်လာပေးတာပြီးတော့မြန်မာနိုင်ငံဆိုအဆက်ဆက်တော့ရှောက်မှာဘယ်လာရုစ်ကဆိုဝန်ကြီးချုပ်အဆင့်အမြင့်ဆုံးလာဘူးတော့ရှိတယ်ကျန်တာကတော့သမရအဆင့်တစ်ခါမလာဘူးတဲ့တော့ပထမဆုံးလာဘူးတော့ဖြစ်တဲ့အတွက်တကယ်ကိုပဲထူးခြားတဲ့ဖြစ်တဲ့တစ်ခုပါပြီးတော့သူတို့မြောက်မြင်ရတဲ့မြင်ကွင်းကနှစ်ပေါင်းများစွာရင်းနှီးနေတဲ့လူတွေလိုမျိုးသူတို့မြောက်ကိုတွေ့ရတယ်မနေ့တနေ့မှစခင်းတဲ့လူမျိုးမဟုတ်နဲ့နှစ်ပေါင်းများစွာရင်းနှီးနေတဲ့သူလိုမျိုးတွေ့ရတယ်ပြောချင်တော့တယောက်လက်ကလေးတစ်ချက်ဆုပ်ကိုင်းပြီးတော့ခင်ဗျလေကလေးကတက်လာတဲ့ဟာလေးတွေကစကျွန်တော်တစ်ချက်ကြည့်နေရတယ်ကျွန်တော်ကကြည့်နေရတယ်လို့ဆိုမြင်ရတယ်တပုတ်မတန်းတိုင်းနေဆိုကျွန်တော်မြင်ရတယ်ပို့ပြီးတော့သူတို့နှစ်ယောက်ဆက်ဆံရေးကတော်တော်ကိုနီးနီးကပ်ရင်းနှီးရှိနေတာကိုတွေ့ရတယ်ခွေးမာသားပထွေးဘုံမားဖို့ဆိုရင်အဲ့လိုမျိုးရှာကြံပြီးတော့ကိုမဟာရယာကိုမားတာပါတုံတောင်ကျွန်တော်တို့ဂုံစာပြဂုံယူပြီးတော့ပြောပြရင်ကျွန်တော်တို့လက်ခံလို့ရသေးတယ်အဲ့တော့ဘာပြောသွားတာမသိရင်ပဲဘယ်လာရုနိုင်ငံအာနာယူတမရာယူနဲ့ဒီကကျွန်တော်တို့မြန်မာနိုင်ငံတမရာယူမင်းအောင်နိုင်တို့ဟာဂျပန်ခေတ်ကကွဲသွားခဲ့တဲ့ကျွန်တော်ညီကိုတွေလိုပုံစံမျိုးခုမှတွေ့တာမဟုတ်ပါဘူးတဲ့ကာချုပ်ကြီးနဲ့ဟိုတုန်းကချစ်ခွေကျွမ်းဝင်နေတာမိဟောင်းဆွေအောင်တွေပုံစံမျိုးတွေဆိုပြီးတော့ဘာပြောသွားတာဒီ1994တွေကတက်ဆက်နဲ့ရှင်းနေကြအုပ်ချုပ်ခဲ့တဲ့တမရာကြီးတောင်လို့လာတာထူးခြားပါတယ်ဆိုတော့ကခွေးမာတာအဲ့ဒါအာနာယူတယ်အာနာရှင်လေအာနာရှင်မလို့အားလုံး20နဲ့ရှင်းနေကြဘယ်သူမှနေရာဖန်ပေးပဲနဲ့ဒီကောင်လေးအုပ်စိုးထားတယ်ဆိုတော့ကမင်းတို့မြန်မာနိုင်ငံကိုမရောက်နိုင်ရှိဘူးတကူတကလာတွေ့တာတိတ်ပြီးတော့ဂုံစာပြမင်းနဲ့မင်းတို့စစ်ကွေးတက်ကိုကောင်းကောင်းစစ်လက်နဲ့ပြည်စည်းတွေကိုဂျင်းထက်ရောင်းစားဖို့ပဲရှင်းပါလေကျွန်တော်ပြောသွားတယ်လာတာကျွန်တော်48နာရီအတွင်းပါတယ်နော်မရောက်နိုင်နေတွေ့ပြီးတော့စာချုပ်16ခုကိုချုပ်ဆိုသွားတယ်အဲ့ဒီစာချုပ်16ခုကလည်းသူတို့နိုင်ငံအတွက်အကျိုးမြတ်အများဆုံးရဖို့ကိစ္စရင်းနဲ့စစ်ကွေးတက်ကိုကောင်းကောင်းစီစုပြီးတော့ဖင်ချသွားတဲ့စာချုပ်တွေဆိုတော့ကတော့ပါကျွန်တော်မောင်မိုက်ဒါအောင်လဲစောင်းမကမ်းမနားမလည်ပဲနဲ့နေရာလေးမြင်ရမလားလောက်ွက်လေးမြင်ရမလားဘယ်ဘုံမိုက်တဲ့ငါပို့ပြီးတော့မဟာရယာဘုံမမလဲပဲဒါပဲဒီကောင်ခေါင်းထဲမှာရှိတယ်အဲ့တော့ကျွန်တော်စက်ပြုံနေရစရာရှိမှာမဟုတ်တော့အဲ့တော့နောက်မှာစက္ကန့်ဘန်းလောက်စာကျွန်တော်ခုနေ့ကလည်းပြောသွားတယ်အခု905ကာကြီးနဲ့ပြန်လဲလှုပ်ပေးတဲ့အထဲမှာတော့ခင်ဗျားတို့ရဲ့မိတ်ဆွေဟောင်းကြီးဟာတာမင်းသားကြီးဦးငါမိတ်ဆွေတယောက်ကတော့ပြန်လဲလွတ်မြောက်လာတယ်ပေါ့နော်တော်တော်လေးလဲပိန်သွားပါတယ်တစ်ချက်လောက်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဟုတ်ကဲ့ခြေလောက်သောမြန်မာများခင်ဗျာကျွန်တော်ငါမင်းဆွေဒါနိုဝင်ဘာ29ရက်နေ့မနေ့ကအင်းစိန်အချင်းတော်ကပြန်လွတ်လာပါပြီခင်ဗျာဟုတ်ကဲ့ကျမကြီးကောင်းပါလေပိန်တော့ပိန်သွားတယ်ဗျနော်နော်သူမနေ့ကလွတ်ချင်းပဲလိုင်းမို့ချင်းတက်လာပြီးတော့ဘဘကြီးကာချုပ်ကြီးကိုကျေးဇူးတင်ပါတယ်ထောင်ဝန်ထမ်းတွေကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကျမကြီးကောင်းပါလေဆိုဒါကတော့အမုန်းတင်ပြီးတော့ပြောသွားတာပေါ့နော်အဲ့တော့ဒါပဲနဲ့တော်တော်လေးတော့ပိန်သွားတယ်ပေါ့နော်အဲ့တော့ပြောချင်တာဘာတွေပဲပြောထောင်ကပြန်ပြီးတော့လွတ်လာတဲ့အတွက်ကြောင့်တော့ကျွန်တော်ကတော့တူးတယောက်တဲ့အနေနဲ့ကတော့ဝမ်းသာပါတယ်ဘယ်သူမှဆိုထောင်ထွက်လာရင်တော့အပျော်ဆုံးနေ့ပဲဆိုတော့အဲ့တော့ပြောချင်တာဦးလေးငါးမင်းဆွေကိုစေတနာနဲ့ပါကျွန်တော်တို့ကိုယ်တိုင်အချုံထဲမှပြီးတော့ခမားကိုထောင်ထဲကိုရောက်ပို့ခဲ့တယ်ဒါပေမဲ့အခုစောစီးပြန်လွတ်လာတော့လေကိုယ့်ရဲ့ကြံရှိနေတဲ့အချိန်ဒီမှာကိုဆက်ပြီးတော့နေရမယ့်အချိန်ဒီမှာမိသားစုနဲ့အေးဆေးသာနေပါလို့ပဲစေတနာနဲ့တိုက်တွန်းခြင်းပါတယ်အရင်လိုမျိုးလိုင်းပေါ်တက်လာပြီးတော့ဒေါ်လာရေးပဲချမ်းနေရောဟိုစောင်းကမ်းမြောင်းကမ်းကိစ္စကြီးလည်းလိုင်းပေါ်တက်ပြီးတော့ပြောမနေပါဘူးနဲ့ခမားဆက်ပြီးတော့ပြောနေမှဆိုရင်တော့ထောင်ထဲပဲပြန်သွားမလားဒီဘက်ကလက်ချက်နေပဲခမားစောစီးဘဝဆုံးမလားဆိုတော့ဒါစေတနာလေးနဲ့ပြောတာပါပြန်ပြီးတော့လွတ်လာတဲ့အတွက်ကျွန်တော်ကတော့တူးတယောက်တဲ့အနေနဲ့ကတော့ဝမ်းသာပါတယ်အဲ့တော့ဟိုခွေးတော်သားဇော်ဖွင့်ရတော့အာချောင်မှုဖင်ရမှုနဲ့ကတော့ထောင်ထဲမှာဆက်ပြီးတော့နောက်ထပ်9နှစ်10နှစ်လောက်ကနေအောင်မလို့လဲကြားပါတယ်ကဲတော့ဒီနေ့နေ့လယ်ပိုင်းဒီဗီဒီယိုဖိုင်လေးနဲ့ဆုံးသက်ထားပါတယ်ဗီဒီယိုဖိုင်လေးရှေ့ကောင်းရှေ့သွားပါလိမ့်မယ်ညကြရင်လည်းခက်စောစောလေးဖြစ်အောင်လဲစူးစမ်းပြီးတော့တင်ပေးပါမယ်ကဲတော့
ပြီးတော့ဗန်နဲ့ပုံတွေပဲတင်ဘလောက်တွေပဲရှာကြောတွေရှိဘဲချင်းတွေပဲတင်အခုချိန်ထိအနုနာခံမညုံမညင်ပဲနဲ့ဝင်ရောက်ကြည့်ရှုပေးတဲ့အမေသားသမီးမောင်နှမတွေကျွန်တော်ညီကိုတွေရောစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေဗျာ